ဒီနေ့တော့ innocent တစ်ခုကိုဆင်ပြီးတော့ photoshoot တစ်ခုကိုရိုက်နေတာဖြစ်ပါတယ်ဒီနေ့ရိုက်တာတော့အခြားနေ့နဲ့မတူပဲလူကိုရိုက်တာမဟုတ်ဘူးပေါ့နော်ပစ္စည်းကိုရိုက်တာဖြစ်ပါတယ်ဘယ်လိုမျိုးရိုက်မလဲဘာတွေကိုရိုက်မလဲဆိုတာကိုတော့ဗီဒီယိုကိုဆက်ပြီးတော့ကြည့်ပေးပါကျွန်တော်ကတော့ဘန်ကောက်မှာဓာတ်ပုံဗီဒီယိုရိုက်တဲ့ကိုကိန်းပဲဖြစ်ပါတယ်ကဲဗီဒီယိုလေးစလိုက်ရအောင်ပြနှစ်ပြရဲ့ lighting V1 fresh ရဲ့ပြီးတော့ reflector တစ်ခုကျန်တဲ့ဟာတွေကတော့ RGB မိပြသေးသေးလေးတစ်ခုပေါ့နော်ဒါတွေသုံးပြီးတော့ရိုက်ထားတာဖြစ်ပါတယ်ဒီ product တွေကိုဘာဖြစ်လို့ရိုက်လဲဆိုတော့အလုပ်အပ်ထားလို့ပါဘာတွေကိုရိုက်လဲဆိုတာကတော့ကျွန်တော်ရိုက်နေတဲ့ပစ္စည်းလေးတွေကမျက်နှာမှာရှိတဲ့ဝဲချာတင့်တယ်မှတ်ချက်တွေကိုပျောက်ကင်းစေတဲ့ serum ဘူးလေးပေါ့နော် serum ဘူးလေး Skate Beauty ကထုတ်ထားတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့မျက်နှာအရေးကြောင်းတွေကိုသက်သာစေတဲ့ဝက်ချန်တွေလည်းပြောက်တယ်ပေါ့နော်မှတ်ချောင်းတွေလည်းပြောက်ကင်းစေတဲ့ Skate Beauty ကထုတ်တဲ့ collagen ဆက်ပြလေးဖြစ်ပါတယ်အပြင်မှာလည်းသက်ပင်တွေနဲ့ခံထားပြီးတော့တစ်ခါထွက်ရည်သေးတယ်ပေါ့နော်နောက်ပိုတွေဘယ်လိုမျိုးလာမလဲဆိုတာကိုတော့ဆက်ပြီးတော့စောင့်ကြည့်ပေးပါကျွန်တော်ပြောစရာတစ်ခုရှိပါသေးတယ်။ဘာလဲဆိုတော့ YouTube မှာကျွန်တော်ရဲ့ channel လေးတစ်ခုရှိတယ်။အဲ့ဒီ channel ရဲ့နာမည်ကတော့ Takin Knowledge Sharing ဖြစ်ပါတယ်။ဘာဗီဒီယိုတွေတင်လဲဆိုတော့ဓာတ်ပုံနဲ့ပတ်သက်တဲ့ဗီဒီယိုတွေ Photoshop နဲ့ပတ်သက်တဲ့ဗီဒီယိုတွေ Video Editing နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုနောက်လာမယ့်အခြေတွေမှာတင်ဖို့ရှိပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပြီးတော့ဘေးနားက notification လေးမှာ all video ကိုအမှတ်ချက်ပေးပြီးတော့စောင့်ကြည့်ပေးကြပါလို့တိုက်တွန်းချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ဘန်ကောက်မှာဓာတ်ပုံဗီဒီယိုရိုက်တဲ့ကိုကင်းဖြစ်ပါတယ်